ပိုင်းတော်မြို့နယ်မိသက်ဦးစီးမှုဥမမောင်ဦးရဲ့အနီးကပ်ကြီးကြပ်မှုဖြင့်မြို့နယ်မိသက်ဦးစီးမှုရုံးမှမြို့နယ်မိသက်စခန်းမှုဦးစီစီအောင်ဦးဆောင်၍တန်နေတပ်ဖွဲ့ဝင်များမြို့နယ်ရဲတပ်ဖွဲ့မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်မြို့နယ်စီပင်သားရေးဖွဲ့မှတာဝန်ရှိသူများဖြင့်ဒီနေ့မနက်ပိုင်းကပိုင်းတော်မြို့နယ်တွင်ရှိ73စီအယောင်းဆိုင်များမှာမိဘေးကြိုတင်ကာကွယ်ပစ္စည်းများထားရှိမှုအားစစ်ဆေးခြင်းရေရရှိဆောင်ရွက်ထားရှိမှုအားစစ်ဆေးခြင်းမိသက်ရေငုပ်ဆက်များအသည့်အသုံးပြုနိုင်မှုရှိမရှိအားစစ်ဆေးခြင်းလျှက်စစ်ပစ္စည်းများကောင်းမွန်မှုရှိမရှိအားစစ်ဆေးခြင်းပိုင်းတော်မြို့နယ်မိသက်ဦးစီးဌာနရဲ့အရေးပေါ်တယ်လီဖုန်းနံပါတ်ပါကြော်ညာစာရွက်များကတ်ခြင်းနဲ့မိသက်ဦးစီးဌာနရဲ့မိဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် Fire Safety Certificate FSC ရရှိနိုင်ရေးလျှောက်ထားရန်နဲ့ရရှိပြီးသောဆိုင်များအားအချိန်မီတက်တန်းတိုးနိုင်ရေးမှာကြားခြင်းများအားဆောင်ရွက်ကြပါရန်ပိုင်းတော်မြို့နယ်မိသက်ဦးစီးဌာနအနေဖြင့်မြို့နယ်အတွင်းရှိဓာတ်မြေဩဇာအယောင်းဆိုင်များဈေးများဟိုတယ်မိုတယ်တဲခိုကန်များတာနီးကအဆောက်အအုံများတိုင်သက်စင်မိဘေးလုံခြုံရေးစစ်ဆေးခြင်းများနှင့်မိသတိပေးနှိုးဆော်အုံဆွဲခြင်းများအရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါတယ်ခင်ဗျာ